ရစ်စမတ်ပွဲတော်တိုင်းမှာအဖွားဟာသူလုပ်တဲ့အမဲသားတုံးကိုအိမ်နီးနားချင်းတွေစီယူလာပေးလေးရှိတယ်။ဒါပေမဲ့အဖွားလဲထွက်သွားတာနဲ့လူတိုင်းကခွေးလေးကိုကျွေးဖို့အတွက်အဲ့ဒီအသားတွေကိုကျန်းပြင်ပေါ်ချပစ်ကြတယ်။ခရစ်စမတ်နေ့ရောက်ရင်မိသားစုတိုင်းဟာသူတို့ရဲ့အကောင်းဆုံးဟင်းလျာတွေကိုယူလာကြစမြဲပဲ။ပြီးတော့အဖွားကတော့ထုံးစံအတိုင်းပဲအဲ့ဒီအမဲသားတုံးဟင်းလျာနဲ့ရောက်လာပြန်ရောသူကအသားတွေကိုလှီးပြီးဧည့်သည်တယောက်ချင်းစီရဲ့ပကံထဲကိုထည့်ပေးတယ်။အဲ့ဒီနောက်ပြုံးပြုံးလေးနဲ့အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ပေးတယ်။ရုတ်တရက်တယောက်ယောက်ကအဖွားရဲ့အာယုံကိုလွှဲဖို့စမ်းစားလိုက်ပြီးအဖွားနောက်လှည့်သွားတာနဲ့တပြိုင်နက်လူတိုင်းကခွေးလေးကိုကျွေးဖို့အသားတွေကိုကျန်းပြင်ပေါ်ခိုးချလိုက်ကြပြန်တယ်။အဲ့ဒီအသားဟင်းကအရသာမရှိပေမဲ့လည်းအဖွားရဲ့မျှော်လင့်ချက်အပြည့်နဲ့ပြုံးလေးကိုမြင်ရဖို့အတွက်လူတိုင်းကစေတနာရှိထားပြီးမူတာဝါဒလေးတစ်ခုကိုအတူတူဆင်ခြင်ပေးခဲ့ကြတယ်။နှစ်တိုင်းဒီလိုအခြေအနေမျိုးပဲထက်ခါဖြစ်နေခဲ့တာအဖွားတစ်ခုမှမရိပ်မိစေဖို့အတွက်သူတို့တွေနီလန်းတစ်တွေကိုအမြဲစဉ်းစားကြရတယ်။ခွေးလေးကတော့အဲ့ဒီထူးခြားတဲ့အပိုသားတုံးတွေကိုပျော်ပျော်ကြီးစောင့်မျှော်နေတတ်တာပေါ့ဒါပေမဲ့တနေ့မှာတော့အဖွားဟာနောက်ထပ်ရောက်မလာတော့ဘူးသူဟာပိုမိုကောင်းမွန်ပြီးပိုလှပတဲ့ကဘာတစ်ခုစီထွက်ခွာသွားခဲ့ပြီးခွေးလေးတောင်ဝမ်းနေနေပုံရပြီးခေါင်းလေးငုံထားရှာတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲခွေးလေးဟာအဖွားစီကပါဆယ်ထုတ်တစ်ခုလက်ခံရရှိခဲ့တယ်အထဲမှာတော့နှစ်တွေအကြာကြီးသူတို့ရိုက်ခဲ့တဲ့ဓာတ်ပုံတွေနဲ့ပြည့်နေတဲ့အဲဘန်တစ်ခုရှိနေတယ်ပြီးတော့လျှို့ဝှက်ချက်တစ်ခုပါတဲ့စာတစ်စောင်လည်းခြံထားခဲ့သေးတယ်။အဖွားဟာသူ့ရဲ့အမဲသားတုံးဟင်းကအရသာမရှိမှန်းအစကတည်းကသိနေခဲ့တာပါ။ဘာလို့လဲဆိုတော့ဟင်းချက်နီးမှာအစကတည်းကအမှားပါသွားခဲ့လို့ပါ။သူ့ကိုပြောစေခြင်းလို့နှစ်ပေါင်းများစွာအကြာကြီးအရသာရှိသလိုမျိုးဟန်ဆောင်ပေးခဲ့ကြတဲ့အတွက်လူတိုင်းကိုကျေးဇူးတင်ကြောင်းရေးထားတယ်။